ကြာထိုင်နိုင်လာတယ်စားတော့ခန္ဓာမငြိမ်ဘူးနည်းနည်းလောက်တာဝုန်းဆိုလဲကျင်လာဟုတ်တယ်သူအဲ့လိုမလဲကျင်တော့ထိနေတယ်ခင်းလို့ပြီးတယ်စားဝုန်းဆိုလဲပါဒီတော်လေးအချိန်ကြီးတော့ကောင်းဘိုက်ကလည်းတော်လေးကြာပါနော်ဟိုရန်လျှောက်တော့ဘိုက်ရန်လျှောက်တော့ပေါ်လာတယ်စီကုံလေးဆိုအစားတော့တော်တော်ရောင်းအခုအဲ့လိုမရောင်းတော့အဲ့ဒါကဒီမှာလုပ်တဲ့ဒီအကြောင်းကျိုးကြောင်းအဲ့လိုဖြစ်ဟုတ်ကဲ့ခင်ဗျာဟိုမှာတီကြီးကြကြပြောရတယ်စတက်လေးမှာအပေါ်စတက်မိုင်းစားကူကိုလေးတို့အားဆိုင်မှုလေးလည်းပါတယ်ဟေးဟိုဒီမှာကိုလေးတို့ကိုယ်တိုင်အားမဆိုင်လည်းမရဘူးနော်ဟိုပြောရရင်ကွာဟိုပညာတတ်တဲ့နော်ဟိုရှောက်ပြောတာမဟုတ်ဘူးဘောပေါ့ဟမ်ဟုတ်တယ်မဟိုဒါဆိုတဲ့လူကြီးကိုနဲ့ကတော့ကိုရွေးကတ်တီးကက်ဒရီနဲ့လုံးလုံးတာဟုတ်တယ်စာသေးနဲ့အမြင်လေးနဲ့လောက်တာမဟုတ်ဘူးအဲ့ဒါကြောင့်တစ်ခါလှုပ်လိုက်တာနဲ့ထိရောက်တယ်ပို့ပြီးတော့ထူချတယ်ဟုတ်တယ်ဟိုအပြင်မှာကျတော့ဘိုက်ကဘယ်လိုဖြစ်တယ်ဘယ်လိုဖြစ်တယ်ဆိုတာအဲ့လိုပြောနေကြလေတကယ်တော့နော်ခန္ဓာကိုယ်ကြီးကသေတော့မယ်ဆိုတဲ့ဟာရနော်ဒါမဲ့မသေးသေးဘူးလေဟုတ်တယ်မဒီတိုင်းလွတ်လိုက်လို့ပဲဖြစ်မယ်လေဟုတ်တယ်မဟုတ်ကဲ့ခင်မင်းစားတယ်စားတယ်အဲ့ဒါစီးတွေပါလေမှန်တယ်နော်ဝမ်းလည်းမှန်သွားပြီနော်ဝမ်းလည်းမှန်သွားပြီလူနေမှုလူနေမှုနေထိုင်မှုအပေါ်မှာလည်းမူတည်တယ်စားတာတောက်တာကျွန်တော်ကအဲ့လိုတွေ့ရတယ်ကိုစားရမယ်ငါစားပြတာမဟုတ်ဘူးဟုတ်တယ်မတည့်တဲ့အစားအစာဆိုဒီနေ့ရှောင်းချင်းဟိုမှာဗာလဲချင်းလုံးခတ်တယ်နော်ချင်းလုံးခတ်တာချင်းခတ်နီးစနစ်မပါဘဲနဲ့မရဘူးလေနီးပညာအဓိကဖြစ်တယ်နော်ပထမဒုတိယဆိုတာသူအလိုလိုတော်လာတာမဟုတ်ဘူးနော်အဲ့နီးပညာနဲ့ရှင်ပြိုင်ခြင်းဖြစ်လာမှလေတော်လာတာလေနော်ဆရာမတို့ဒီနီးစနစ်တွေကလည်းဦးလေးတို့ပုံမှန်ပြန်ပြီးတော့ခုလိုမျိုးပြန်ပြီးတော့ကောင်းလာဖို့အတွက်ဆိုတာကဝုန်းတိုင်းကြီးလုပ်လို့မရအောင်ဘယ်တော့ပဲလူကပါရမီပဲရှင်းတန်ရင်တန်ဝါသနာပဲပါလာနီးစနစ်မှန်နဲ့လုံမှတလည်းထူကြတာလေနော်ဦးလေးတို့ချင်းလုံးမှာတော့ဖြစ်တယ်လို့ပေါ့နော်ဘာကြောင့်လဲဆိုတော့အခုလိုမျိုးနီးစနစ်မှန်မှအားကြောင့်မို့လေဖြတ်ပြီဆိုလို့ရှိရင်လည်းဘယ်လိုလုပ်ရမလဲလေ့ကျင့်ချင်တိုင်းလေ့ကျင့်လို့မရအောင်နော်နီးစနစ်မှန်စွာလေ့ကျင့်မှခြေတွေလက်တွေကပုံသဏ္ဍာန်မပြတ်တာနော်ဦးလေးနော်နီးစနစ်ကနော်ဦးလေးဆိုလာလို့ရှိရင်လာတော့ခြေထောက်ကြီးလက်ကြီးရလဲကော့ကော့ကြီးဦးလေးလက်ဆိုလို့ရှိရင်တမျိုးကွေးနေတဲ့လူကြီးမဒီနားမှာဟိုလက်ကဒီဟိုလာချိတ်နေတဲ့လူနော်ခဏအင်ကြီးနဲ့လက်နဲ့ချိတ်နေတဲ့လူခုလိုမျိုးလက်ကခုလိုမျိုးစန့်ဖို့ဆိုဝေးခုလိုဒါမျိုးစန့်ဖို့ဆိုဝေးသေးတယ်တော့ဒူးကောင်းနေဆိုလို့ရှိရင်လည်းအဲ့လိုပဲကွေးနေနော်ဦးလေးနော်